ကိုဟုတ်လဲလိန်တယ် log လဲလိန်တယ်ဘလို့กว่าတယ်လဲဆိုတာရှင်းပြပေးမယ်ကိုဟုတ်ဆိုတာစကားပြောတဲ့အချိန်မှာလိန်ပြောတာလို့ပြောတာပေါ့နော် log ခါကြတော့ညာတယ်လိန်တယ်ဥပမာချစ်ချင်ဟန်ဆောင်ပြီးတော့ကိုအတုံးချတာပေါ့နော်အဲ့ဒါကို log လို့ပြောတယ်အဲ့လိုမျိုးအခြေအနေကိုကိုဟုတ်လို့မပြောပြီးတော့စီးပွားရေးတူလှုပ်ဖို့ပေါ့နော်ရင်းနှီးမြှုပ်နှံဖို့ပေါ့နော်ကိုကပတ်စံထည့်ပေးလိုက်ပြီးသူကကိုလိန်သွားတယ်ညာသွားတယ်ဆိုရင် log ပေါ့နော်တော့မဟုတ်6တယ်လို့လည်းပြောလို့ရတယ်ဥပမာဖြီ log ဆိုရင်တရေ6တယ်အဲ့လိုသုံးလို့ရတယ်နော်ကိုဟုတ်ခါကြတော့လိန်ပြောတယ်ဆိုတဲ့ပုံစံနဲ့သုံးတာဖြစ်ပါတယ်ပြီးတော့ခိုးတာကိုခโมยလို့ပြောတယ်တခိုးကိုလည်းခโมยလို့ပြောတယ်ခိုးတာကိုလည်းခโมยလို့ပြောတယ်เนาะဒီလိုစကားလုံးလေးတွေကြိုက်တယ်ဆိုရင်ကြိုက်တယ်လို့ပြောပေးပါတခြားကိုလိုက်ရင် share လေးလုပ်ပေးပါအောင်เนาะထိုင်းစာမတင်ချင်ဘူးစကားပဲတတ်ချင်တယ်ဆိုတဲ့လူတွေအတွက်စကားပြောတည်တတ်စာအုပ်နှောက်ရှိတယ် conversation တစ်ထောင်က ready made စာကြောင်းပေါင်းတစ်ထောင်ပြီးတော့စကားပြောတည်တတ်စာအုပ်ခါကျစကားလုံးတွေစကားပြောတွေအလုပ်ဆိုင်ရာစီးပွားရေးဆိုင်ရာအကုန်လုံးပါတဲ့စာအုပ်ဖြစ်တယ်ဒီစာအုပ်နှောက်အထူးချော့စေးပေးတယ်ဒီလာမှာတကယ်လို့မှာယူချင်တယ်ဆိုလို့ရှိရင်တစ်ချက်ရဲ့ messenger မှာတစ်ခါတည်းလာမှာပေးပါเนาะ